ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်ဒါပေမဲ့မင်းမှာအရေးချင်းမရှိရင်နောက်ဆက်တွဲပြဿနာတွေကိုမင်းတာဝန်ယူရလိမ့်မယ်လူတွေကတယောက်ယောက်ကိုကုသပေးဖို့ကျမစီလာအကူအညီတောင်းရင်တောင်းပန်တိုးရှိုးကြရတာပါကျမလာခဲ့တာကဒီလူငယ်ကိုကျေးဇူးဆက်ချင်လို့ပဲဖြစ်ပါတယ်ရှင်းရဲ့ဒီလိုသဘောထားနဲ့ဆိုရင်တော့ကျမသူ့ကိုကယ်မှာမဟုတ်ဘူးလူငယ်လေးရှင်နောက်ထပ်အိမ်မက်တစ်ခုခုရှိရင်ကျမစီလာရှာလို့ရပါတယ်မင်းကလေးမသွားပါနဲ့ဦးတခုခုလို့သေးလို့လားငါ့ကိုကငါ့ပေါ်အမြဲတမ်းတိတ်ကောင်းခဲ့တာပါတကယ်လို့သူ့မှာတခုခုဖြစ်သွားခဲ့ရင်ငါလည်းဆက်ပြီးမရှိကျင်တော့ဘူးကျေးဇူးပြုပြီးငါ့ကိုနားရောက်အောင်ကူညီပေးပါတကယ်လို့ကူညီပေးနိုင်ခဲ့ရင်ငါမင်းကိုလက်ထပ်ပြီးစိတ်ရင်းနဲ့စောင့်ရှောက်ပေးပါမယ်ကောင်းပါပြီရှင်းကြောင်းမို့လို့ကျမကူညီပေးပါမယ်ယိုရင်းလိုက်တာအခုတော့တောင်းရန်သူကပါယောဂကူပေးမယ်ဆိုပြီးပေါ်လာတာပေါ့လိန်လေသူတွေအများကြီးတွေ့ဘူးပေမဲ့ဒီလောက်မာနာကြီးတဲ့သူတော့မတွေ့ဘူးသေးဘူးသူမကတောင်းရန်သူဖြစ်သွားတယ်ဆိုရင်သူမရဲ့လိန်လေမှုကဘလောက်တောင်ညံပြင်းတယ်လဲဆိုတာခံမှန်းလို့ရပါတယ်ကြည့်လိုက်ပါဦးတောင်းရန်သူကတကယ်တက်သွားပြီသူမကဒိုင်းကောင်းလိုမျိုးများလားဒီကတက်ရှင်းရေးလုပ်ပြီးပေါက်စီလောက်ကတခင်လေးကိုကျွေးမလို့လားတိတ်ဆိတ်ကြဆန်းအားလုံးငြိမ်ငြိမ်နေကြတကယ်ပဲအပိုတွေလုံနေတာပဲဟေးပါလုံနေတာလဲသူမကဖော်ချပြခြင်းသူမန်းကတိတာပေါ့လူအားလုံးရဲ့ရှေ့မှာတခင်လေးကိုစောက်ရက်ခွဲနေတာပဲလုံကြုံရေးတွေသူမရဲ့ခြေထောက်နှစ်ဖက်လုံးကိုရိုက်ကျိုးပစ်လိုက်ကြသူ့မှာမွေးရပါနှလုံးရောဂါရှိပြီးအတော်လေးပြင်းထန်နေတာပါမင်းပါပြောလိုက်တာလဲသူ့မှာမွေးရပါနှလုံးရောဂါရှိပြီးအတော်လေးပြင်းထန်နေတာပါလို့ကျမပြောတာပါဘာတွေလျှောက်ပြောနေတာလဲကြည်ုံနဲ့တင်ဘာယောဂါရှိလဲဆိုတာမင်းကသိနေတာလားအတိအကျပဲကျမကနမေကြီးဆရာဝန်တယောက်ရဲ့တပည့်ဖြစ်ခဲ့တာပါအဲ့ဒီယောဂါအကြောင်းကြားဘူးပေမဲ့ဒီလောက်ရုပ်တရက်ပြင်းထန်တာမျိုးတော့မကြားဘူးပါဘူးဒါကလုံးဝလုံးကြံဖန်တီးထားတာပဲဒါပေမဲ့သူ့မှာမွေးရပါနှလုံးယောဂါတကယ်ရှိတာပါယောဂါတွေရှောက်ခံမှန်းနေရင်တစ်ချိန်ချိန်တော့မှန်သွားမှာပေါ့ဒါကဘာမှတက်တင်မပြနိုင်ပါဘူးသူ့ရဲ့အသက်ရှူတန်ကအားနေနေတာဆိုတော့နှလုံးမှာတစ်ခုခုမားရင်းနေရဆိုတာထင်ရှားပါတယ်ငါတတိထားမိပြီးသားပါဒါပေမဲ့ဒါကအကြောင်းရင်းမဟုတ်ပါဘူးဟုတ်တယ်လက်ရှိဆေးပညာမှာအဲ့ဒီလိုရုပ်တရက်ပြင်းထန်တဲ့အတုံးနှုံးတောင်မရှိပါဘူးသူမကအကုန်လုံးကိုရှောက်လုပ်နေတာပါဝူရန်မင်းဂျိုရန်နဲ့လမ်းခွဲလိုက်ပြီလားဟက်အင်းပါလို့လဲနင်တို့လမ်းမခွဲကြဘူးလားဒါဆိုသူကဘာလို့တခြားတစ်ယောက်နဲ့လက်ထပ်တော့မှာလဲသူတခြားတစ်ယောက်နဲ့လက်ထပ်တော့မှာဟုတ်လားဘသူနဲ့လဲရန်လီနဲ့လေငယ်ငယ်ကလေးကနင်းရဲ့အရင်ကြီးဆုံးသူငယ်ချင်းမင်္ဂလာဆောင်ကဘယ်တော့လဲတပတ်ခါပါနားလည်ပြီးဒါကိုငါဖြေရှင်းလိုက်မယ်ဆေးပညာသမိုင်းမှာတော့အဲ့ဒီလိုရုပ်တရက်ပြင်းထန်တဲ့အတုံးနှုံးတကယ်မရှိပါဘူးဒါကမွေးရပါနှလုံးရောဂါရှိသူမှအဲ့ဒီလိုမျိုးဖြစ်ပွားမှုတစ်ခါမှမရှိခဲ့ဘူးလို့ပါဒီလိုပေါင်းဆက်ဖြစ်ပွားနိုင်ခြေကတောင်းကနန်းမှာအပုံတပုံပဲရှိပါတယ်ထီပေါင်းနိုင်ခြေထက်တောင်းနဲ့ချီပြီးနေပါသေးတယ်ဒါကတော်တော်လေးတဘာဝကျပါတယ်ဒါဆိုသခင်လေးကိုနှုတ်လိုက်လေဟုတ်တယ်စကားပဲပြောမနေနဲ့တော့ကယ်နိုင်ခဲ့ရင်ရှင်းရှင်းမှာဒူးထောက်ပါမယ်ဒါဆိုရင်သူ့ကိုအမြန်ဆုံးကယ်လိုက်ပါငါသားကိုပြန်ခေါ်ပေးနိုင်ရင်ငါကတိအတိုင်းသူ့ကိုမင်းနဲ့လက်ထပ်ခွင့်ပေးပါမယ်မင်းကလေးမင်းသူ့ကိုကယ်နိုင်ရဲ့လားစိတ်အေးထားပါကျမမကုနိုင်တဲ့ယောဂနဲ့မကယ်နိုင်တဲ့သူဆိုတာမရှိသေးပါဘူးအခုပဲရေချိုးကန်းပြင်ပြီး45ဒီဂရီစီတီဂရိတ်ရှိတဲ့ရေနွေးနွေးကိုရေကန်ထဲဖြစ်ထားလိုက်ပါဘာလို့ရေကန်ထဲကို45ဒီဂရီရေနွေးတွေဖြစ်ရမှာလဲဘာကြောင့်လဲဆိုတာမလိုပါဘူးကျမခိုင်းတဲ့အတိုင်းပဲလုပ်ပါမင်းနေဖို့လိုသေးလို့လားသူမတန်ရှင်းမှုမရှိတာကိုကြည့်ပါဦးရေချိုးကျင်နေတာတေးချပါတယ်နောက်ထပ်တခုံးထပ်ပြောရင်နင်းစကားပြောလို့မရတော့အောင်ဖြစ်သွားလိမ့်မယ်ဟာဘာရဲစရာကြီးလဲငါကတက်ကြလှုပ်ရှားခွင့်မရှိတော့ဘူးလား